Hallelujah တခြားမကြတော့ဒီဘက်ကနေအာမင်အာမင်အာမင်အဲ့တော့ကျွန်တော်အစင်မတက်လာပြီဆိုတော့မိုက်ကင်ပြီဆိုတော့ဟိုဟာတရားတွေအရှိဟောမယ်ဆိုတဲ့ပုံစံနဲ့ကြည်နေကြတယ်တချို့ကလည်းအိမ်ငိုက်ဖို့ပြင်ဆင်နေကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်စိတ်ချပါကျွန်တော်တရားအရှိမဟောတတ်ဘူးစကပုံနဲ့လာတာတရားကိုတူတူဟောရင်တဲ့နောက်တစ်ခါဖိတ်ကြားရခြင်းခံရကြလက်တန်တယ်ကျွန်တော်အဲ့လိုလာတာအဲ့တော့တရားကိုတူတူပဲဟောမယ်ကျေးဇူးပြု၍မအိမ်ငိုက်ဖို့မေတ္တာရက်ခံခြင်းပါတယ်အစဉ်ပြေလားအတန်တချို့ပဲကြားတယ်တချို့မကြားဘူးတချို့ကအိမ်မဲ့အတန်မောလားโอเคโอเคနော်ကျေးဇူးတင်တဲ့ဇွန်အဖွဲ့တွေရောအစဉ်ပြေလားမတွေ့တာကြာပြီလေနော်โอเคโอเคโอเคဝမ်းသာတယ်အားလုံးကိုချစ်နေတယ်တတိယဆုတောင်းပေးနေတယ်ကျွန်တော်မိနစ်20ပဲ20 25ပေါ့နည်းနည်းပိုရင်လည်းပိုသွားမှာပေါ့ဗျာနိုင်ဝက်အဲ့လောက်ပါပဲတေးကြတယ်တင်းတို့မအိမ်ငိုက်စေရအောင်အာမင်မိုက်အစဉ်ပြေလားကျွန်တော်မိုက်လေအစဉ်ပြေတယ်နော်โอเคအဲ့တော့ကျွန်တော်ဒီနေ့မှာနှုတ်ကပတ်တော်ခေါင်းစဉ်လေးရပါလဲဆိုတော့ဘယ်အချိန်နေရောက်ဆုတောင်းပါနှုတ်ကပတ်တော်ခေါင်းစဉ်ပါလဲဘယ်အချိန်နေပဲရောက်သင်ဆုတောင်းပါအာမင်ဆုတောင်းခြင်းကကျွန်တော်တို့အတွက်နံပါတ်1ဖြစ်တယ်သင်စိတ်တက်ကြနေလားဘာလို့ရမလဲဆုတောင်းပါအသေးကွဲနေလားဆုတောင်းစိတ်တက်ကြည်အပြိုင်ကြနေလားဆုတောင်းပါငွေကြီးခက်ခဲနေလားဆုတောင်းပါအနာရောဂါတွေပြင်းထန်နေလားဆုတောင်းပါဟာလေလုယာကျေးဇူးတင်တယ် God bless you အာမင်ဘာလို့ရမလဲအတန်လေးကြားခြင်းနဲ့အတန်ကြဲလိုက်မပြောရင်ကျွန်တော်တရားအရှိဟောမှာနော်တခါတည်းပြောပြီးသားအစအနေပြန်ဟောမှာအေးအဲ့လိုကြဲပြောရင်ကျွန်တော်တူဟောမှာတူပဲဟောမှာတခါတည်းပြောပြီးသားအဲ့တော့ဆရာဒေးဗစ်လာမှာဟာလေလုယာအာမင်မလုံးနဲ့ဆရာရဲမင်းတက်လဲအာမင်ဟာလေလုယာလို့အာမင်ဟာလေလုယာတခါတည်းကြိုပြောတာဆရာဒေးဗစ်လာကြနော်အရှိသောနဲ့ဆရာရဲမင်းတက်လဲကြဘာလို့လောက်ရမှာအဲ့လိုမလုံးနဲ့ဖခင်နှုတ်ကပတ်တော်စေလုတ်ခိုင်းတာအာမင်ဆရာတွေကိုမကြည့်နဲ့ဖခင်နှုတ်ကပတ်တော်ကြည့်ဟာလေလုယာအာမင်ဒီခေတ်ကဆရာဆွဲရမ်းများလို့လေနော်ဒီထဲမှာတော့မပါတော့ပါဘူးပါရင်တော့လည်းနားလည်ပေးပေါ့ဗျာโอเคဒါလေးကတော့ဟာတာပါနော်နည်းနည်းလေးထိသွားတယ်ဆိုနည်းနည်းခွင့်လို့ပေးပေါ့โอเคအဲ့တော့ဒီနေ့မှာမရည်ရွယ်ပါဘူးဒီနေ့မှာကျွန်တော်တို့ဆုတောင်းခြင်းကအရန်အရေးကြီးပါတယ်ဟာလေလုယာဆုတောင်းပါပြောကြည့်အောင်ဆုတောင်းပါဟိုတခြင်းလေးရှိရလေ prayer is the key prayer is the key prayer is the master key ဆုတောင်းခြင်းကတော့ဖြစ်တယ်ပြောကြည့်အောင်ဆုတောင်းခြင်းကတော့ဖြစ်တယ်ဟာလေလုယာသင်ကြောက်ရွံ့နေလားဆုတောင်းပါစိုးရိမ်နေလားဆုတောင်းပါအခုမြန်မာနိုင်ငံမှာကိုချင်းစားတယ်ကိုဝင်အရင်မိုင်းနဲ့ကျွန်တော်တကယ်ချင်းလာရှိုးမှာတိုက်ပွဲတွေရမ်းဖြစ်တယ်ကလေးမွေးပေးဖို့ဆရာမကြီးတယောက်မှမရှိတော့ထွက်ပြေးကုန်ပြီအဲ့နဲ့သူဘာလုပ်ရလဲကိုဝင်ကမွေးခံကြီးဖြစ်နေပြီလမ်းမှာတောင်ကြီးကိုရောက်သွားတယ်တောင်ကြီးမှာကား16သိန်းပေးရဒုက္ခအရန်ရောက်တယ်မေးကြည့်တော့ကိုဝင်ကဒိတ်လွန်သွားပြီလေဖခင်ကကွယ်ကာပေးတယ်ဒိတ်လွန်တော့မမွေးသေးဘူးဟာလေလုယာမွေးပေးတယ်လို့မရှိဘူးဒုက္ခရောက်နေတာပြောချင်တာဖခင်နမိတ်လက္ခဏာလုပ်နေတယ်အာမင်ကိုရင်နဲ့ဒုံးနေတာဒုက္ခရောက်နေတာခင်ဗျာဒုက္ခရောက်ရင်လေပတ်စံလည်းမကယ်နိုင်ဘူးနော်ကယ်နိုင်တာယေရှုပဲအာမင်အာမင်ဒါကြောင့်သင်ပတ်စံနေပေါ်မှာအယမ်းမမီကြွားနဲ့ဒီလိုပြောလို့ပတ်စံမလိုဘူးလို့လည်းပြောတာမဟုတ်ဘူးပတ်စံတော့လိုပါတယ်နော်ဒါပေမဲ့ပတ်စံထက်အရေးကြီးတာယေရှုဖြစ်တယ်အာမင်အဲ့ဒီယေရှုကိုဆုတောင်းပါပြောကြည့်အောင်ဆုတောင်းပါလူငယ်တွေကြားခြင်းနဲ့ဆုတောင်းပါအေးအဲ့ဒီပြောတဲ့အတန်တိုင်းတကယ်လက်တွေ့လုပ်တဲ့သူဖြစ်ပါစေဆုတောင်းပါအိုးဆုတောင်းပါ Facebook တညလုံး7 နာရီထိုးသွားတယ်ဆုတောင်းဖို့မေ့သွားဗနေရရှိသွားပြီလေဒီနေ့ဒုက္ခရောက်နေတဲ့သူတွေဆုတောင်းပေးပါအာမင်စစ်ထဲမှာပြေးလွှားနေရတဲ့သူတွေမြောက်များစွာရှိတယ်သင်ဘယ်နှခေါက်ဆုတောင်းပေးဘူးလဲလူငယ်တွေလူကြီးတွေကတော့ဆုတောင်းပေးမှာပေါ့တစ်ခါတလေခုနပြောလို့ကျွန်တော်တငယ်ချင်းတို့ကိုဝင်ရက်မိုင်းနေစိတ်တိုက်ကြကျွန်တော်လည်းဘာပေါ့နော်နေပါပေါ့အလူဟိုဟာကုညီတောင်းလာတဲ့အခါမှာကျွန်တော်ကေပေးကြည့်လိုက်တော့3သိန်းခွဲလောက်ပဲရှိတယ်ကျွန်တော်လည်းအကုန်ပို့ပေးလိုက်တယ်ရှိတဲ့အရာကျွန်တော်လည်းဒါပဲရှိရလေ3သိန်းခွဲနဲ့ဘယ်လိုလောက်မလဲအခုခေတ်စံတိုက်တောင်3သိန်းခွဲလောက်ရှိနေပြီလေအဲ့တော့ကျွန်တော်တို့ပါဝင်ကုညီပေးနိုင်တော့ငွေကနည်းနည်းပဲဒါပေမဲ့စုတောင်းပေးခြင်းအပြင်သူတို့အတွက်ဖခင်ကလမ်းတွေဖွင့်ပေးလာတယ်သူကတောင်ကြီးအေးသားရရောက်သွားပြီညီလေးရေလေ
ဖျားတကယ်အကောင်းဆုံးပြင်ဆင်နမိတ်လက္ခဏာတွေအယမ်းမြင်ရတယ်သူလာရှိုးကနေစထွက်တဲ့အချိန်မှာလူတွေပုံနှံ့နေပဲရတယ်လေဝါလူတွေအယမ်းသိထားတယ်တင်ဘယ်နှစ်ယောက်တင်ကတော့ဒီမှာအေးစစ်စစ်လာနေတယ်ဇွန်မှာအဖွဲ့တွေရောအေးစစ်နိုင်ငံခြားမှာနေကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေကိုလည်းကျွန်တော်တို့ဆုတောင်းပေးဖို့လိုတယ်အာမင်ဆုတောင်းပေးခြင်းကကျွန်တော်တို့ကဘာနဲ့တူလဲဆိုတော့မျိုးစေ့ချလိုက်တာနဲ့တူတယ်ချက်ချင်းတော့အပင်မပေါက်ပါဘူးโอเคကျွန်တော်ဒါရီအရန်တော့မသွားတော့ဘူးတော့ကြာမိနစ်25မိနစ်ပြင်ဆရာရှောင်းကျွန်တော်ထပ်ပြောနေမှာနော်โอเคလကားနောက်ထားပါโอเคအဲ့တော့ကျွန်တော်ဒီနေ့ဆုတောင်းခြင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဝင်ငှသွားမှာဖြစ်တယ်အာမင်တူတူလေးပဲသွားမယ်နော်အဆင်ပြေလားတူတူလေးကြိုက်လားတစ်ချက်လက်ထောင်ကြည့်တရားဟောတာတူတူလေးဆိုဝမ်းသာတယ်ပွင့်ပွင့်လင်းလင်းလက်ထောင်တဲ့သူတွေဝမ်းသာတယ်ရအရှိကြီးကြိုက်တရားဟောတာအရှိကြီးနဲ့အတူလေးနဲ့ကွဲကုန်ပြီဇွန်အပွဲတော့တရားဟောတာအတူလေးကြိုက်လားအရှိကြီးကြိုက်လားအနေတော်လေးပုံမှန်လေးပေါ့အဲ့တော့ကျွန်တော်ဖျားသခင်ဖွင့်ပြတာတော့တူတူလေးဖြစ်ကြောင်းကျွန်တော်တူတူလေးပဲဟောတော့မှာဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ယာကုပ်ခန်းကြီးကအပိုင်ငယ်73ကိုတစ်ချက်ကြည့်အောင်ကကြီးအပိုက်လေးပဲကျွန်တော်တို့ဖတ်ကြမယ်โอเคဖတ်ကြမယ်နော်အစင်ပြေလားထိုးပေးတဲ့သူတွေစွန်ကားဖွဲ့တွေအစင်ပြေလားโอเค73နော်ဖတ်ကြည့်အောင်1 2 3စွတ်တောင်းစီရပြီသင်တို့တွင်စင်ရဲတော်ခံရတော်သူတွေရှိနေဘာဖြစ်လဲစွတ်တောင်းစီဟာလေလုယာသင်တို့စီမှာလဲစင်ရဲတဲ့သူတွေစင်ရင်ခံနေရတယ်ဆိုရင်ဘာလုပ်ပေးဖို့လို့လဲစွတ်တောင်းပေးဖို့လို့လေဟာလေလုယာโอเคမဿဲအခန်းကြီး7အပိုင်းငယ်28 29 30ကိုဖတ်ကြမယ်နော်အဲ့ဒီအကြောင်းလေးကျွန်တော်ရှင်းပြခြင်းနဲ့ performance လေးနဲ့ကျွန်တော်လုပ်သွားညီလေးတို့တက်လာပေးပါလက်ခုပ်လေးတီးပြီးတော့မှကျွန်တော်တို့ဂုဏ်ပြုပေးရအောင်နော်ဆက်ဆက်โอเคပေါ်တီတက်လာပေးပါโอเคကြိုတင်လာခိုင်းတာမလာကြဘူးဒီဖွဲ့တာအရန်ပဲများတယ်နော်ဝမ်းသာတယ်တေချာလေးကြည့်ပေးမယ်နော်အာတားလေးကဒီမှာရက်မလာသေးနဲ့ဟိုးအနောက်မဟုတ်မှာနာတားလေးကလာဒီမှာရက်ကဲဖတ်ကြည့်အောင်1 2 3ဒါကျွန်တော်တို့အမြဲတမ်းကြားနေကြတဲ့နှုတ်ကပတ်တော်ပဲမဿဲ7အပိုင်းငယ်28တစ်ချက်ဖတ်ရအောင်1 2 3ဝင်လေး၍ပင်ပန်းတော်သူအပေါင်းတို့ငါသည်ချမ်းသာပေမည်ရပြီ29 30ခဏမှဖတ်မယ်ဝင်လေးနေတယ်သူ့ထဲမှာဒီနေ့ဝင်နေအပြည့်ပဲကျွန်တော်ထည့်ထားတာဂျင်တုံးနေဖြစ်တယ်တော်တော်လေးနေတယ်သူဟန်ဆောင်မွေးတာထမ်းတယ်တကယ်လေးတာကျွန်တော်မနေကြဂျင်တုံးနေထည့်ထားတာလေးတာညီလေးမလိန်နဲ့ဝမ်းသာတယ်လေးတယ်အဲ့တော့ဝင်နေပါဖြစ်လဲလေးတယ်ဝင်လေးပင်ပန်းတော်သူအပေါင်းတို့ယေရှုကဘာဖြစ်လဲငါထံသို့လာတယ်ဆိုတော့ဘာလို့ဆုတောင်းဖို့ပြောတာငါထံသို့လာတယ်ဆိုတာဟိုယေရှုကဘယ်မှာလဲယေရှုဘယ်မှာလဲအဲ့လိုမဟုတ်ဘူးဆုတောင်းခြင်းနဲ့လာဖို့ပြောတာဖြစ်တယ်အာမင်ယေရှုကငါထံသို့လာငါဘာလုပ်ပေးမလဲချမ်းသာပေးမယ်လာကြည့်ပါဦးဒါပေမဲ့ तू ကဝင်နေနဲ့များနေတယ် तू လာနေတယ်ဒါပေမဲ့ तू လာတာယေရှုစီမဟုတ်ဘူးဘသူစီသွားလဲဆိုသူ့ရဲ့တငယ်ချင်းစီလာဒီဘက်နဲ့တိုးပြလိုက်တာဒီဘက်လူငွဲ့ကွင်းရပြီကိုကြီးတောင်းတယ်အသေးတွေကွဲလာလူငယ်တွေပေါ့ဖုန်းလေးထုတ်ပြီးပြလိုက်ပါငါကောင်မလေးကနောက်တစ်ယောက်နဲ့ Facebook မှာတွဲသွားစိတ်တက်တွေချ။ तू ကယေရှုစီမလာဘဲနဲ့သူ့တငယ်ချင်းစီသွားတဲ့အခါမှာဘာဖြစ်သွားလဲ။ဘာပြန်ပြောလဲ။ငိုနေမင်းတကယ်မငိုလဲရတကယ်ငိုနေတကယ်တော့အသေးမခွဲနဲ့တော့အသေးကွဲတယ်။ဝန်နေရှိရတာနဲ့နာကျင်ချင်းတွေရှိရတာနဲ့ယေရှုစီမလာဘဲနဲ့တငယ်ချင်းတွေသွားတဲ့လူငယ်တွေမြောက်များစွာပဲဒီနေ့အသေးတွေကွဲတဲ့အခါမှာတားရင်သွားရအောင်ရက်ဆိုင်သွားရအောင်KTVမှာသွားဆိုတဲ့တခြင်းစိတ်တကြအသေးတွေကွဲသူတငယ်ချင်းကနှိမ့်သိမ့်ပြီးတငယ်ချင်းမင်းဘာမှအားမငယ်နဲ့အဲ့ဒါမပြောဘူးဘာပြောရတဲ့နေဟိုဖြိုးပြေဆုံးတခြင်းလို့ပေါ့ဗါလဲ तू ပြောတာလေးပဲတွေ့ရင်ကျေနပ်တယ်ဆိုမင်းပြောတော့ရာယူခြင်းကအချစ်မဟုတ်ဘူးဆိုဟာပို့ပြီးတော့မှဘာလုပ်ပေးလိုက်လဲထည့်ပေးလိုက်သားလေးထည့်ပေးလိုက်ဝင်နေပို့ပြီးထည့်ပေးနေတာသူ့ကိုဒီနေ့လူစီသွားရင်လူကဝင်နေပဲပို့ထည့်ပေးတယ်နော်ဟုတ်ပါသလားဟုတ်ပါသလားလူငယ်တွေအသေးတွေကွယ်သွားနေနဲ့အတန်အောင်ပဲ့တင်တယ်နေဟိုပါလေတစ်ချက်မြင်အောင်မိတယ်ကိုအသေးကိုမထားခဲ့နဲ့နော်အမြဲတမ်းသူတကယ်တော့ထားခဲ့ပြီသူသွားရင်လည်းအသွေးထဲမှာအမြဲတမ်းပဲ့တင်တယ်နေကြားနေရတာ
တဲရလဲကိုမထားခဲ့ပါဘူးကွာတကယ်တော့ထားခဲ့လိုက်ပြီစိတ်တက်တွေကြားပြီးတော့မှအတဲရသူ့ကိုထားခဲ့တာသူ့တငယ်ချင်းသွားရင်ဖွင့်တာတငယ်ချင်းကဘာလုပ်လဲမနစ်သိမ့်ပေးတဲ့အပြင်သူ့ကိုဒါရင်ဒီဘက်ကြည့်လေမင်းကတားမခံစားနဲ့ဒီဘက်ကြည့်ပြောလိုက်တားရင်တငယ်ချင်းအရက်မခံစားနဲ့ဟဲ့တယောက်သွားတယောက်လာမှာမင်းခံစားမနေနဲ့ဟဲ့စော်ပေါ်ပါဝမ်ပါလေဝမ်ကိုတူလောက်တာဒီကောင်နေတော့တကယ်လောက်လာမသိဘူးနော်လက်ကနောက်တာတဲ့ဒီကွေးဝန်လေးပင်ပန်းတော်သူအပေါင်းတို့တငယ်ချင်းထံသို့လာပါလို့ပြောတာမဟုတ်ငါထံသို့လာပါလေယေရှုကအာမင်ဒီဝန်လေးပင်ပန်းတော်သူအပေါင်းတို့ငါထံသို့လာပါမရဘူးကိုထံမဲ့သွားမယ်ဒီနေ့ကောင်မလေးတွေလေမရဘူးကိုတော်ကြီးမသွားကိုစီပဲသွားချင်တာဒီနေ့တဲ့ဒီကွေးရင်သွားဖွင့်တဲ့တငယ်ချင်းကဘာဖြစ်လဲအရက်တိုက်လွတ်လိုက်တယ်အရက်တောက်တယ်မကောင်းတဲ့ဆေးတွေချလိုက်တယ်တင်ခဏတော့အစင်ပြေသွားလိမ့်မယ်အစင်ပြေသွားလိမ့်မယ်တင်ဝင်ပေါ့တယ်လို့ဖြစ်သွားလိမ့်မယ်ဒါပေမဲ့မနဲ့မိုးလင်းရောက်ရင်တင်ဝင်ကပိုပြီးများလာတယ်ပိုပြီးလေးကင်းလေးကန်နဲ့ပိုပြီးတော့မှချီနှောင်ခြင်းနာကျင်ခြင်းခွင့်မလွန်နိုင်ခြင်းဝန်တုပ်ဝန်ပိုးတွေနဲ့ဘာဖြစ်ယောဂတွေရနောက်ဆုံးနောက်တစ်ယောက်ကိုသွားတိုက်မင်းနဲ့ရင်သွားဖွင့်တယ်ယေရှုဒီမလာသေးဘူးနော်ဒီနေ့ကျွန်တော်တို့လည်းအဲ့လိုပဲမလာဘူးဟဲ့တကယ်ကြီးငါယောဂရလာတယ် AIDF မဟုတ်ပါဘူးယောဂရလာတယ်ငါနှလုံးယောဂဖြစ်နေတယ်တကယ်ကြီးသူကလည်းအားမပေးတဲ့ပြင်ပါပြောလိုက်တယ်အေးငါအဖိုးလည်းအဲ့လိုပဲတည်သွားတာထည့်ပေးလိုက်အောင်တတုံးမကုသပေးတဲ့အပြင်လူတွေကဘာလုပ်ပေးလဲဆိုတော့ပို့ပြီးတော့မှဒဏ်ရာတွေပို့ပေးတယ်တယောက်ပြီးတယောက်ဒီလိုပါပဲနောက်တယောက်ထပ်သွားရင်လေလူရဲ့သဘောတဘာဝကဘာဖြစ်ဆိုသူ့ထဲကိုဝန်နေပဲထည့်ပေးမယ်ဝန်လေးပင်ပန်းတော်သူပေါင်းလို့ငါထံသို့လာပါလို့ပြောတာကိုစိတ်မဝင်စားဘူးဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေပင်တယ်တခုခုပြဿနာကြုံနေစားစရာမရှိတော့ဘူးဆိုရင်လူတွေကိုပဲကျွန်တော်တို့အားကိုးတယ်လူတွေရှေ့မှာပဲကျွန်တော်တို့မျှော်ကိုးတယ်ယောဂတခုခုပြစ်ပြီဆိုရင်ဖယားထက်ကျွန်တော်တို့ကချမ်းသာပေးမယ်ဆိုရင်ယေရှုစီမလာဘဲနဲ့ကျွန်တော်တို့ကဘာဖြစ်လဲလူတွေအရှိမပဲကျွန်တော်တို့ဒူးထောက်တဲရကွယ်စိတ်ဓာတ်တွေကြအသေးတော်မှာဘယ်နှခေါက်ကွဲသွားရလဲတာတို့ဒီမှာတော့မကွဲပါဘူးမင်းပြီးနေအောင်ဝင်ပြီးနေအောင်မင်းပြီးနေတယ်ဒီနေ့ကျွန်တော်တို့တွေဟုတ်လားပြီးတော့မှတော့နှုတ်ကပတ်တော်ဒါပဲဒါလေးကကျွန်တော်တို့ဖြစ်ရိုးဖြစ်တတ်တဲ့အရာလေးတွေပြီးတော့မှဆိုအရန်ပျော်နေတယ်ဝင်လေးပင်ပန်းတော်သူပေါင်းတို့ငါထံသို့လာငါချမ်းသာပေးမယ်လို့ယေရှုပြောရတာနဲ့ပတ်သွားနေနောက်တစ်ယောက်ပြီးတစ်ယောက်လူတွေရှေ့မှာပဲဒူးထောက်လူတွေကိုပဲအားကိုလူတွေကဘာလို့လဲမင်းတရားနဲ့ဆိုမင်းသေမှာပဲစိုးရင်ချင်းတွေပို့ပေးလာတယ်စိုးရင်တို့သွားပါတယ်ဆိုလူတွေကိုသွားရင်ဖွင့်တဲ့ကမှာလူတွေကစိုးရင်ချင်းတွေပို့ထည့်ပေးတယ်ဒဏ်ရာတွေပို့ပြင်းထန်စေတယ်ဟဲ့မင်းရဲ့ကောင်မမင်းကိုထားခဲ့တယ်မလားမင်းရဲ့ကောင်မကိုပြန်ပြီးတော့ကလေးစားချေရဘယ်ကိုမင်းပြန်ရိုက်တက်ရအောင်ငါကူညီရမလားလုံနေတာဆေးတွေချပြီးတော့အများကြီးပဲလူငယ်တွေကလပ်တွေသွားရန်နေဖြစ်ကျွန်တော်လည်းပါခဲ့လို့နေအရင်ကပေါ့အဲ့တော့ပဲဒါပေမဲ့တကယ်တော့လာရမှာယေရှုစီလာရမှာကျွန်တော်တို့ယေရှုအရှိမပဲဒူးထောက်ပြီးတော့ယေရှုကယ်ပါယေရှုမျက်မှောက်တော်တွေတိုးဝင်ရမှာကျွန်တော်တို့အယံပြင်းတယ်အဲ့ဒါလူငယ်တွေအယံပြင်းတယ် Facebook YouTube ဇွန်အဖွဲလည်းအယံပြင်းတယ်ဟုတ်လားမဟုတ်ဘူးလားပြောအတန်တိတ်နေတယ်ဒီလိုကြတော့ဟုတ်တယ်အယံပြင်းတယ်ကျွန်တော်တို့သင်ရဲ့ဝန်တောက်တွေကိုပေါ်ပါစေမယ်ယေရှုကစောင့်နေတယ်သင်တို့ကိုအာမင်နေ့တိုင်းမှာသင်ကလာရမယ်ယေရှုစီကျွန်တော်တို့တရက်ထဲလာလို့မရဘူးအခုနှုတ်ကပတ်တော်ကြားပြီးတော့ဟာဒီနေ့နှုတ်ကပတ်တော်ကြားတာငါဝန်ထုတ်တယ်ငါယေရှုစီလာမယ်အိမ်ထဲပြန်ရအောင် Facebook ထိုင်ပို့ပြီးရောလေအဲ့ဒါသင်ဝန်ထုတ်ပဲမစိုးရင်ချင်းတွေပြန်ထည့် Facebook ကြည့်တာကောင်းပါလေဒါလည်းမင်းအရန်ညောင်းနေမယ်အရန်ကြီးဟွာနော်အရန်ကြီးလဲโอเคထိုင်လဲခဏထိုင်နေလိုက်Facebook ကြည့်တယ်ကောင်းပါတယ်ဒါပေမဲ့တရားဟောချက်ကြည့်ရင်တော့ပိုကောင်းတာပေါ့တင်မကောင်းတဲ့အရာတွေလိုက်ကြည့်မိတယ်ဟိုရန်ဖြစ်တဲ့အရာတွေလက်ဝဲပွဲတင်မလားဘောလုံးပွဲမဟုတ်ဘူးလေအဲ့ဒါမျက်မှောက်တော်နဲ့မဆန်ဘူးအဲ့ဒါတင်ရဲ့တက်တာထဲမှာဘာမှမလုပ်ပေးနိုင်ဘူးငြိမ်သက်ခြင်းမပေးနိုင်ဘူးငြိမ်သက်ခြင်းပေးနိုင်တဲ့ယေရှုစီကိုလာပါဟာလေလုယာအာမင်ဘလို့လာရမလဲတင်ဝန်တော့ဝန်ပိုးအရန်လေးနေတယ်တင်လူတွေရှိကိုမသွားပါနဲ့ဆရာတွေစီလည်းမသွားနဲ့ဆရာမတွေစီလည်းမသွားနဲ့သင်သွားရမှာယေရှုစီပဲသင်အိမ်ပြန်ရောက်တဲ့အခါမှာသင်တယောက်တည်းဘာလုပ်လဲယေရှုစီလာယေရှုစီမှာဒူးထောက်ပါဆုတောင်းပါကိုတော်သမီးအသေးကွဲနေတယ်ဟိုကောင်စုပ်စီထားခဲ့တာသမီးကိုနောက်တစ်ယောက်ပေးအဲ့လိုတော့မတောင်းနဲ့ပေါ့တ
မလုံးနဲ့တော့တချို့ယောက်ျားတွေကအရန်ကြမ်းတာကျွန်တော်လည်းအရန်ကြမ်းခဲ့တယ်ကျွန်တော်ဇနီးတယ်ရှိတယ်ကျွန်တော်အဖေတောင်းတာဓာတ်ထောက်ပြီးတော့တောင်းခဲ့တာဒါကြောင့်အဲ့တဘောကြဟာလေတကယ်ဓာတ်ထောက်တာမှရှိတယ်မိကြီးကမူးနေတဲ့အချိန်ပေါ့အရင်ကပေါ့ဗျာနော်အခုတော့မဟုတ်တော့ဘူးပြောချင်တာတင်အသေးဘလောက်ကိုကွဲဘလောက်ပဲဝင်နေများများလူတွေကြီးတင်သွားတော့ပိုလေးဖို့လောက်ပဲရှိမယ်ပိုနာကျင်ဖို့လောက်ပဲရှိမယ်တင်တန်ရာတွေကိုဘယ်သူမှမကူပေးနိုင်ဘူးတင်အဖေမေလည်းမကူပေးနိုင်ဘူးတင်ယောက်ျားမိန်းမလည်းမကူပေးနိုင်ဘူးတင်တငယ်ချင်းလည်းမကူပေးနိုင်ဘူးကူပေးနိုင်တာယေရှုပဲဖြစ်တယ်အာမင်ဒါကြောင့်ဝန်လေးပင်ပန်းတော်သူအပေါင်းတို့ငါထံသို့လာကြလောငါတို့နေ့တိုင်းမှာဝန်နေနဲ့လေးနေတာစိုးရင်ချင်းမနဲ့မိုးလင်းလာနဲ့ဘယ်လိုစားရမလဲဘယ်လိုအိပ်ရမလဲဟာကလေးချောင်းစီအခန်းကဟာယောဂါဖြစ်သေးတယ်ဟာကာစီဘိုဟာဟိုကြီးဒီကြီးပူပင်နေတာစိုးရင်နေတာအဲ့ဒီဝင်နေနဲ့တင်မိုးလင်းလာတာနဲ့တင်ဘာလုပ်မလဲအရင်ဆုတောင်းလိုက်ယေရှုဒီလာလိုက်အာမင်တင်ကိုငြိမ်သက်ခြင်းပေးမယ်ပေါ့ပါစေမှာဖြစ်တယ်ဟာလေလုယာဒါလေးတူထောက်လိုက်ဟာလေလုယာပြီးပြီနော်ဆုံးသက်ပြီအာမင်အာမင်ဆုံးသက်ပြီအာမင်တိဘောလုံးလေးတစ်ချက်လာခဲ့ဒါကတော့လေးပန်ခြင်းနေသူကယေရှုစီမှာဒူးထောက်ပြီးယေရှုစီလာလိုက်တဲ့အခါမှာယေရှုကသူ့ကိုပေါ့ပါစေတယ်28က29 30ကိုကျွန်တော်တို့အတူတူကဖတ်ရအောင်ဒါလေးနဲ့ကျွန်တော်တို့အဆုံးသတ်မယ်29 30ပါ20ကုန်ပြန်သွားနေဝမ်းသာတယ်သွားအောင်နောက်တစ်ဆင့် continue go okay ငါတဘိုးကိုတင်၍ထမ်းကြလောငါထံ၌နီးခံကြလောငါတို့သည်နူးညံ့ငါသည်နူးညံ့တိမ်မွေးနှိတ်ချသောစိတ်တော်ရှိသင်တို့စိတ်နှလုံးသည်တက်တာခြင်းကိုရလိမ့်မည်ဆက်သွား continue go အကြောင်းမူကားငါတဘိုးသည်ထမ်းလွယ်၏ငါဝင်လေပေါ့၏အာမင်သင်တရားနာကျင်ခြင်းနဲ့လူတွေစီသွားရင်ပို့ထဲဖို့ပဲဒါပေမဲ့ယေရှုစီသွားတဲ့အခါမှာယေရှုရဲ့စိုးရင်ခြင်းအစသင်ကိုငြိမ်သက်ခြင်းပေါ့ပါစေတဲ့ငြိမ်သက်ခြင်းကိုပြန်ထည့်ပေးမှာဖြစ်တယ်ဟာလေလုယာကြောက်ရွံ့ခြင်းအစရဲရင်ခြင်းကိုပြန်ထည့်ပေးတဲ့ဖခင်ဖြစ်မယ်အာမင်ဟာလေလုယာအာမင်အသေးကွဲနေလားသင်ရဲ့အသေးနှလုံးသားအသစ်ပြန်ပေးမယ်ဟာလေလုယာဟာလေလုယာလူငယ်တွေအာမင်ကိုထားခဲ့လားတဲထားခဲ့လားအဲ့ဒီတဲကိုတဲ့အကောင်းဆုံးတော့နိုင်ရိုးရှင်ဘုရားသခင်ပြင်ဆင်ပေးမယ်ပေါ့ပါစေမယ်ဟာလေလုယာအာမင်ငါတဘိုးကထမ်းလွယ်ငါဝင်ပေါ့တယ်လေနောက်တစ်ခုဘာကြံသေးလဲကြောက်ရွံ့ခြင်းတွေအမုန်းတွေအညိုးတွေချီနှောင်ခြင်းတွေဘုရားသခင်ကပေါ့ပါလန်းဆန်းလွတ်မြောက်ခြင်းကိုပြန်ထည့်ပေးမှာဖြစ်တယ်အာမင်ဘာလို့ဖို့လို့လဲသင်ဘက်ကတော့လာပြီးတော့မှယေရှုရှိမှဒူးထောက်ယေရှုရေကဲပါကျွန်တော်မတက်နိုင်တော့ဘူးလူတွေရှိမှမသွားနဲ့နေ့တိုင်းကျွန်တော်တို့သွားမိနေတယ်တခုခုဆိုဟဲအစင်ပြေလားငါတော့ဘာဖြစ်တယ်တွေးတိုးပြအေးနေသေးမှာအဲ့ဒါလူကဆက်ထည့်ပေးလိုက်တာအလေးလေသေမှာဆိုဟာကြောက်ပြီရေချိုးလဲဟာငါသေတော့မှမသိဘူးဟာပဲသားဟာသေတော့မလားစိုးရိမ်နေတာကြောက်နေတာတကယ်တော့လူတွေထက်ယေရှုစီကိုလာဖို့ယေရှုကခေါ်နေတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေလည်းတိနဲ့မလာဘူးယေရှုတဲ့ဖုန်းမဲ့လာတာတစ်တော်လှုပ်လိုက်သေးတယ်ရုပ်ကဟိုအဖတ်နဲ့မို့အရန်လာနေရလေအပြင်မှာလာကြည့်ဖုန်းနဲ့မှာတော့အရန်လာတာတော့မလို့အမေမင်းသမီးကြနေတာအပြင်မှာကြည့်ဟိုမပြောတော့ပါဘူးထညက်ရည်နဲ့နွားနို့လိုပဲကျိုးစီတယ် Facebook မှာဆိုအရန်လာတာ Facebook တိုင်းလည်းမယုံနဲ့တော့တပ်ပုံတွေကအရန်ဟွာဖြစ်တာနော် original တွေပဲရှာဖျားပေးမယ်အာမင်သမီးလေးတွေသားလေးတွေဖျားသခင်အကောင်းဆုံးပေးမယ်ဟာလေလုယာအာမင်ပေါ့ပါစေတယ်ဖျားဘာထပ်ထုတ်မယ်တင်းရဲ့ယောဂဝေဒနာတွေအားလုံးကိုထုတ်ပြီးတော့မှချမ်းမာခြင်းကိုပြန်ထည့်ပေးမယ်အာမင်သူ့ဝင်ကပေါ့တယ်ဟာလေလုယာဂလာတိဩဝါဒစာအခန်းကြီး9အပိုင်ငယ်21 23မှာဘာပြောလဲချစ်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းကောင်းမြတ်ခြင်းကျေးဇူးပြုခြင်းစိတ်ရှည်ခြင်းနူးညံ့သိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တီးခြင်းဒီအသီးတွေကျွန်တော်တို့ကိုပြန်ထည့်ပေးခြင်းနဲ့ဖရားဖြစ်တယ်။တင်းကိုထည့်ပေးခြင်းနဲ့ဒါပေမဲ့ကျွန်တော်တို့ကဘာလဲဆိုယေရှုစီမလာဘူး။ကျွန်တော်တို့ဝန်တွေကိုယေရှုရှိမှမချဘူး။ဝန်ဆိုတာဒီအပြင်ကိုပဲမမြင်နဲ့တင်းကိုတင်းပြန်မြင်တင်းနှလုံးသားထဲမှာတကယ်ငြိမ်သက်ခြင်းရှိလား။အခုကျွန်တော်မေးမယ်တင်းကြောက်နေလား။အဲ့ဒါဝန်မဲ့။တင်းစိုးရိမ်နေလားအဲ့ဒါဝန်မဲ့။တင်းစိတ်တက်ကြနေလားအဲ့ဒါဝန်နေ။တင်းယောဂါကြောင့်ကြောက်ရွံ့စိုးရိမ်နေလားအဲ့ဒါဝန်နေ။လူတွေရှိမှဘယ်သူမှသွားရင်မပွင့်နဲ့
ယောဂတစ်ခုပဲရှိတာတွားရင်ဖွင့်တဲ့လူကပြောလိုက်တာကို15ခုလောက်တိုးသွားတယ်အေးလေငါအသွေးသားတွေကပုံမှန်မဟုတ်တော့ဘူးနော်ငါနေထိုင်တော့လေငါပခုံးတချာလှုပ်လာလေဟောပခုံးမလှုပ်မှာပေါ့မလှုပ်လို့ဘာဖြစ်ရမှာလဲပခုံးမလှုပ်သေးပြီလေပခုံးမလှုပ်မှာပေါ့အေးလေနင်တတိထားတော့လေငါအဖွားလဲတော့အဲ့လိုပခုံးလှုပ်ရင်းနဲ့တော့လေဂိသွားတာလေဟာဟောပိုလန့်သွားပြန်ရောအမြဲတမ်းဘာဖြစ်လဲဆို negative လူတွေရှေ့မှာသွားရင်ဖွင့်တဲ့အခါမှာလူတွေကလေးပန်ခြင်းတွေပဲထဲတယ်နောက်ဆုံးသင်ဇနီးတဲ့သင်ခင်မွန်းတဲ့ရှိရင်သူတို့လည်းရင်မဖွင့်နဲ့ယေရှုစီပဲဖွင့်အာမင်ယေရှုစီပဲလာဟာလေလုယာငါရဲ့တဘိုးကထမ်းလွယ်တယ်ငါဝင်ကပေါ့တယ်တဲ့ဟာလေလုယာသင်ကိုလွတ်မြောက်ခြင်းပေးမယ်ပေါ်ပါစေတယ်သူ့ရဲ့အတီးချစ်ချင်းမြတ်တာအလုံးလေးတွေသင်ကအမုန်းတွေအညိုးတွေနဲ့ပြည့်နေနေလားသင်ကိုယေရှုကသူ့အရှိမလာထူတော့ငါနော်ငါတဘိုးကထမ်းလွယ်တယ်ငါအရှိမလာတဲ့အခါမလုပ်လဲငါချမ်းသာပေးတယ်ပေါ်ပါစေတယ်သင်ရဲ့ဘဝဟာလေလုယာကုန်သွားပြီလားဟောတတုံးကြံသေးတယ်ဒါတော့နာဘူးခွတ်မကောင်းတဲ့ဇက်ကောင်ရှောက်မကြီးနဲ့နော်တချို့ကြည့်တယ်ဟိုမကောင်းတဲ့ဇက်ကအပြာကားတွေကြီးပြီးတော့မှစောက်ဆွဲနေတာတွေးတဲ့လို့နာဘူးလိုက်ထားခြင်းတယ်အဲ့ဒီခွတ်တွေယေရှုရှင်မှာမလွတ်မြောက်နိုင်ရင်ဒူးထောက်အာမင်ယောက်ျားလေးအာမင်တဲ့နော်မူရည်စေဝါလောင်ကစားတွေလည်းမလွတ်မြောက်နိုင်လာဒူးထောက်ပေါ်ပါစေမယ်တန်ရှင်းခြင်းတတ်တာနဲ့ယေရှုတင်တို့ဘဝကိုလွတ်မြောက်ခြင်းပေးမယ်အာမင်ပိတ်လို့ရပြီပိတ်လိုက်လို့ရပြီပြေးကြည့်ပါအောင်သားလေးအဆင်ပြေတာပေါ့ပါသွားပြီလားခုနအချိန်နေပြီးတော့ခုံကြည့်ပါအောင်နည်းနည်းပါလွတ်မြောက်သွားပြီအာမင်ယေရှုရဲ့အသီးတွေသူ့ထဲဝင်သွားပြီဟာလေလုယာလက်ခုပ်တီးပြီးတော့ဘုရားနာမကိုကောင်းချီးပေးရအောင်အာမင်ဒီလေးလံပင်ပန်းခြင်းတွေကိုကျွန်တော်တို့နေ့တိုင်းလွယ်အရန်ပင်ပန်းတယ်လေလူများအချီနှောင်နေတာမပင်ပန်းဘူးလားအဲ့ဒီပင်ပန်းနေကိုယောက်ျားကိုတချို့ယောက်ျားရှိတဲ့သူတွေဟမ်အလုတ်သွားမူးပြီးပြန်လာရင်ထိုင်အော်ဆဲနေရတာမပင်ပန်းဘူးလားအော်ဆဲလို့လည်းပြောင်းလဲတာမဟုတ်ဘူးလေဟုတ်ဘူးလားဘာလို့ရမလဲအဲ့ဒီဝန်တုပ်တွေယေရှုရှိမှချလိုက်တလောက်လေးတာကျွန်တော်မမဘူးအိမ်မှာတော့ကျွန်တော်မတာပေါ့နေပါတာမဟုတ်ဒါပေမဲ့ဒီဖြာကြီးတော့ကျွန်တော်မထည့်ထားဘူးလေပြောချင်တာကဒီဝိတ်တုံးတော်မှတကယ်မကြီးပေါ့တယ်နော်အထဲမှာကျွန်တော်တို့လူတစ်ဖက်တောက်ချီနှောင်တဲ့အရာခွင့်မလွတ်နိုင်တဲ့အရာကြောက်ရွံ့ခြင်းစိုးရင်ခြင်းတွေကဒီထက်ပိုလေးတယ်ဒီထက်အများကြီးလေးတယ်ချစ်တော်ညီကိုမောင်တို့များအဲ့ဆိုအဲ့ဒီခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးလွတ်မြောက်ဖို့သင်ပါလို့ပို့လို့လေငါတဘိုးဒီထမ်းလွယ်ဒီငါဝင်လေပေါ့တယ်လေအာမင်သင်ဝင်ပေါ့နဲ့မသွားခြင်းဘူးလားသွားခြင်းလားတချို့ကမသွားခြင်းဘူးလေးပဲသွားခြင်းလည်းမတတ်နိုင်ဘူးသွားပေါ့ပါလေးဖြစ်သွားပြီပြေးခြင်းလည်းပြေးလို့ရတယ်ခုံချင်းအဲ့ဒီလူတယောက်ကလွတ်မြောက်သွားတဲ့အခါမှာဘုရားကျောင်းရောက်လာရင်လေမတုံမလို့အစင်မြဲတည်တဲ့ဇီးအောင်တောင်မဟုတ်တော့သူကလွတ်မြောက်ခြင်းနဲ့ကခုံသွားတာဟာလေလုယာတချို့ကလေလွတ်မြောက်တယ်တာပြောတယ်ဘုရားကျောင်းတောင်ကိုလက်ခုပ်တောင်မတီးခြင်းမတုံမလို့အစင်မြဲတည်တဲ့ဇီးအောင်တောင်စိုက်လောက်တာစိုက်ကငါ့ကိုဘယ်သူကြည့်နေလဲမသိဘူးဘယ်သူမှမကြည့်ဘူးစိတ်လည်းမဝင်စားဘူးနော်အဲ့တော့အရေးကြီးတယ်လွတ်မြောက်သွားတယ်တော့ဘယ်လိုလုပ်မလဲခုံပြီးတော့ဘုရားကိုချီးမွမ်းတယ်ဟာလေလုယာအာမင်အားလုံးမတည့်ရပြီးချီးမွမ်းမယ်ဟာလေလုယာ